မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဂျပန် TikTok ကဖွင့်နေဖြစ်ပါတယ်ကျွန်တော်တို့ဂျပန် TikTok ဖွင့်ဖို့ဆိုရင်ကျွန်တော်ဘူပင်လိုရတယ်ပေါ့နော်ဘူပင်လေးပေါ့နော်ဒီဘူပင်လေးဒီမှာသူ့နာမည်နဲ့ပါတယ်ပေါ့နော်အဲ့ဘူပင်လေးမှာဂျပန်ဖြစ်ရမယ်ပေါ့နော်ကျွန်တော်ဂျပန်ဖြစ်မှလည်း location ပြောင်းပြီးမှဖွင့်လို့ရမှာပါโอเคကျွန်တော်ဘူပင်ဖွင့်ဖို့ရဆိုရင်ကျွန်တော် TikTok ရဲ့ရောက်လာဆိုကျွန်တော်တို့ဒီနေရာမှာဂျပန်ဖြစ်နေမှာပေါ့နော်ဒီမှာ location ကြည့်ပေါ့နော်အဲ့မှာဗမာဆိုရင်ဂျပန်ပြောင်းပြီလားပေါ့နော်ဖွင့်မယ်ဆိုရင်ကျွန်တော် Gmail ကိုနေလိုက်ပေါ့နော်โอเคကျွန်တော်ဒီနေရာရောက်လာဆိုရင်ကိုဖွင့်ချင်တဲ့ Gmail ကိုထည့်ပြီးတော့ confirm ကိုနှိပ်ကမှာပေါ့နော်โอเคကျွန်တော်ကတော့ထည့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့တွေကိုထည့်လိုက်လို့ပေါ့နော်ကို Gmail ထည့်လိုက်လို့ကျွန်တော်ကုတ်တောင်းတယ်ပေါ့နော်အဲ့ကုတ်ကိုဖြည့်ပြီးရင်ကျွန်တော်တို့ဒီမှာမွေးနေ့ထည့်ရမယ်ပေါ့နော်မွေးနေ့က16နှစ်ပြည့်ပြီးသားသူဖြည့်ရမယ်ပေါ့နော်မှန်ထည့်လို့လည်းရပါပေါ့နော်28နှစ်ပြည့်ရင်ကျွန်တော်ရပါပေါ့နော်โอเคဒါဆိုရင် confirm လေးကိုနှိပ်လိုက်ရုံပဲပေါ့နော်ဒါကဒီဟိုပါလေးပေါ့နော်ဟိုTikTok ကောက်ကကျွန်တော်တို့စားပေးမပေးရတော့ပါတော့အဲ့ဒီမှာတော်တော်ရရှုပ်တယ်ပေါ့နော်အဲ့ရမှန်တော့အဲ့ရသူလှုပ်စားတာကြီးပေါ့နော်စားပေးကမဆိုင်ဘူးပေါ့နော်ကျွန်တော်တို့ follower 1000ပြည့်ရတယ်follower 1000ပြည့်တာနဲ့ view 3သိန်းလား4သိန်းလားမပြည့်ရနဲ့ကျွန်တော် monitor ကတန်းအောင်တယ်ပေါ့နော်ကိုယ်ပိုင်ဗီဒီယိုဆိုရင်တန်းအောင်ပြီးရင်ကျွန်တော်တို့ဘာလို့လဲဆိုရင်ဒေါ်လာ80လောက်ရမှာပေါ့နော်80လောက်ရမှာ ID တော့တင်ခိုင်းလိုက်2000မရှိပေါ့နော် ID တင်ပြီးရတယ်ကျွန်တော်100ပြည့်နဲ့စထုတ်လို့ရတယ်ပေါ့နော်တချို့ကျတော့လည်းသူတို့စီမှာကောင်းမဖွင့်မလုပ်ပြရပါဘူးအဲ့လိုဟာကြီးမရှိပါဘူးဒါလှုပ်ရှင်နေဆိုရင်လည်းကျွန်တော်မှအတိရရှိပါတယ်ပေါ့နော် ID တင်တာအများဆုံးမှ3000လောက်ပဲရှိပါတော့ကျွန်တော်မှအတိအကိုတွေရှိပါတယ်လှုပ်ရှင်နေဆိုရင်ကျွန်တော်စီမှာလည်းဆက်သွယ်လို့ရပါတော့3000မရှိပါတယ်ကျွန်တော်အကောင့်တစ်ခေါက်ဖွင့်လာပြီးရင်ကျွန်တော်ဟိုဂျပန်ဝူဂျင်ပဲဖြစ်ဖြစ်ဂျပန်ဝူဂျင်ကိုကျွန်တော်မူရီကတင်တာပဲဖြစ်ဖြစ်ကျွန်တော်ရှောက်လို့ရပါတော့အဲ့ဒါဒေါ်လာ80ပြည့်မှရှောက်ကြတာပါငွေတန်းကုန်စရာမလိုဘူးပေါ့နော်ကျွန်တော်ဒီမှာပေါ့နော်ပတ်စုထည့်ပြီးရင်ကျွန်တော်ဒီမှာ confirm နေတယ်ပေါ့နော်ကျွန်တော် confirm နဲ့ user name တောင်းတယ်ပေါ့နော်ကျွန်တော် user name ကမဖြည့်လဲရတယ်ဖြည့်လဲရတယ်ပေါ့နော်မဖြည့်မဲ့သူကကျွန်တော်မဖြည့်တဲ့သူကဒီ skip ကိုနှိပ်လိုက်ပေါ့နော် skip ကိုနှိပ်လိုက်တယ်ရင်သူကသာ auto ကြော်သွားမှာပေါ့နော်ကြော်လိုက်ပြီဒါဆိုရင်ကျွန်တော်ဂျပန်အကောက်ရရလားဆိုရင်ဂျပန်အကောက်အစ်စ်အမှန်ကဒီမှာပေါ့နော်ဒီအပေါ်ဆုံးမှာကျွန်တော် appointment လေးပါတယ်ပေါ့နော်ဒီရန်ပုံစံပေါ့နော်ဒါကတော့ဂျပန်ဝူချင်းစစ်စစ်ဖြစ်ပါပေါ့နော်ဂျပန်အကောက်ဝင်ကြီးဒါလေးပါပဲဘာမှမခတ်ပါဘူးเนาะကျွန်တော်ဒီမှာ stin နဲ့ဝင်လိုက် okay နေလိုက်ကျွန်တော်ဒီမှာအကောက် manager ရှိပါเนาะအကောက် manager ကျွန်တော်ဒီနေ့မှာဝင်စစ်လို့ရပါเนาะကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဖွင့်ထားခဲ့တဲ့အတိုင်းဝူချင်းရလည်းဂျပန်ဝူချင်းကျွန်တော်ပေါ့နော်ဒါ session နှစ်ပြည့်ပေါ့နော်ဂျပန်ဝူချင်းအကောက်ဖြစ်ပါတယ်ဒီလောက်လွယ်နေတဲ့အကောက်ကြီးမှာဗျာသူများစီမှာ19000ပြည့်ဝယ်နေကြမလို့ပါဘူးကိုပါသားရကိုပိုင်ဗီဒီယိုပေါ့နော်မီဘတ်တင်ပါပဲတင်နေ follower 1000ပြည့်လို့ငွေသေးချင်းရှောက်မဆိုရင် joiner နဲ့အောင်ပါနဲ့နောက်ဗီဒီယိုမှာကျွန်တော်ဆက်လုပ်ပေးမှာပေါ့နော် joiner နဲ့အောင်နဲ့ဒေါ်လာ80ပြည့်မှာ3000လေးသွားပေးပြီးတော့ကျွန်တော်ငွေထုတ်လို့ရပါတယ်ဒါကိုလူတွေသိတယ်ကျွန်တော်ပေါ့နော်ချို့ဆိုရင်သူ့စီမှာအကောက်ဝင်မှာစားပြီးလုပ်ပေးတာတော့ဘာလို့ပေါ့နော်အဲ့ဒါမရှိပါဘူးเนาะအဲ့ဒါမရှိဘူးဘယ်ကပဲဖွင့်လာသူတို့ကစားပဲလုပ်ဂျပန်ဝေချင်းကောက်ကလေးရိုက်ပေါ့နော်ဂျပန်ဝေချင်းကောက်ရင်ကျွန်တော်ဘယ်မှာတော့ကြည့်လို့ရလဲဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီမှာတတ်မှတ်ချက်ရှိတယ်ဒါဂျပန်နေမှာပါတာပေါ့နော်ဒီ point လေးပေါ့နော်ဂျပန်ကောက်ဟုတ်မဟုတ်ကအဲ့ point လေးကိုကြည့်ရင်သိတယ်ပေါ့နော်အဲ့ point ပါမှသာလည်းဂျပန်ကောက်ရတာပေါ့နော်မြန်မာကောက်တွေပါဒီမှာကလုံးဝမရဘူးโอเคကျွန်တော်ဒီနေ့မှာဗာလဲဆိုရင်ကျွန်တော်ဒီမှာအဲ့ဒီကိုနှိပ်ပြီးတော့ကိုပြင်ချင်တဲ့အတိုင်းပြင်လို့ရပြီပေါ့နော်โอเคဒါတော့ဒါသူ့တစ်ပိုင်းပေါ့နော်ကျွန်တော်ဒီမှာ monitor နေရာသွားကြည့်မယ်ပေါ့နော်ကျွန်တော် monitor နေရာကိုကြည့်ဖို့ဆိုရင်ကျွန်တော်ဒီမှာစုတဲ့နေရာရှိပါတော့โอเคဒါကတော့ကျွန်တော်ဗီဒီယိုလုံးဝမတင်သေးရလောက်ပေါ့နော်ဘာမှမဖွင့်သေးဘူးပေါ့နော်ဟိုမှာအကောက်တက်တည်ကြည့်မလို့ကျွန်တော် monitor ဒါရတဲ့အကောက်ဖြစ်ပါတယ်ဂျပန်အကောက်ပေါ့နော်โอเคကျွန်တော်ဒီကောက်တွေက follower 1000ပြည့်လို့ view 3သိန်းပြည့်ရင်စပဲ SM လို့ပေါ့နော်ကိုပါသာ join လိုက်တာနဲ့ monetization ကအောင်ပါတယ်ဒေါ်လာ80ဝင်ငွေတွေရနေပြီးမှဒေါ်လာ80လောက်ကျမှ ID တင်ပြီးတော့ငွေလာထုတ်လို့ရပါတယ်နော်ဒါကတော့ကျွန်တော်ချိန်တဲ့ခံရမှာဆိုလို့လာရောက်ပြောပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကတကယ်ချင်းတို့အတွက်အကျိုးတစ်စုံတရာရခဲ့မှာဆိုရင် like ရ share လေးနှိပ်ပေးပါအောင်နော်တခြားသူတွေမခံအောင်လို့တခြားသူတွေသိမြင်အောင်လို့ဘယ်သူမှစော်ကားခြင်းထိပိုက်ခြင်းလုံးဝမပြုပါဘူးကျွန်တော်တို့ငွေမရင်းနိုင်တဲ့သူတွေအဆင်ပြေဖို့ကျွန်တော်ဗီဒီယိုလေးလုပ်ပြရဖြစ်ပါတယ်တီးသလောက်တက်သလောက်ပြောပြတာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like နဲ့ subscribe နှိပ်ခဲ့ပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ဒါကတော့ဒီမှာပေါ့နော်အခုလောလောဆယ်တော့ဒီမှာပွင့်လိုက်ပေါ့နော်ကျွန်တော်ကအခုမှ
ဟိုစလောက်ကြတာအစားဆိုတော့မပေါ်သေးဘူးပေါ့နော်ဒီမှာ gain တွေလည်းပါမယ် gain join တဲ့ဟာတွေလည်းပါတယ်ပေါ့နော် creator ကိုမွေးရှင်းချက်ကောက်တက်မလို့ပေါ့နော်ဘာမှလုပ်လို့မရသေးပါဘူး